မန္တလေးမြို့မှာမိုးသက်ထန်စွာရွာသွန်းခြင်းကြောင့်ရင်းနှီးတန်ရှင်းမှုဌာန၏မိုးရေဆွမ်းတုပ်ဆက်ရုံများမှာရေများဆုံးထုတ်ပေးတဲ့သတင်းကိုတင်ဆက်မှာဖြစ်ပါတယ်ရှင်။မန္တလေးတွင်စက်တင်ဘာ23ရက်ညပိုင်းမှာ14ရက်မွန်းလွဲပိုင်းထိမိုးသက်ထန်စွာရွာသွန်းခဲ့ရာမှာမြို့ရင်းလန်းအချို့နှင့်မြင်းနှိပ်ရက်ကွက်များမှာရေလွှမ်းမှုမရှိစေရေးအတွက်မန္တလေးမြို့တော်စီပင်သားရေးကော်မတီရင်းနှီးတန်ရှင်းမှုဌာန၏မိုးရေစုံတုပ်ဆက်ရုံ၄ခုမှာရေစုပ်ဆက်ကြီးများဖြင့်မောင်းနှင်ဆုပ်ထုတ်ပေးခဲ့ကြောင်းသိရပါတယ်။မန္တလေးမြို့ရဲ့အထူးရေထွက်ပေါက်ဖြစ်တဲ့ရွှေကန်း MBCCD မိုးရေစုံတုပ်ဆက်ရုံကနေစုစုပေါင်းရေစုပ်ပန်26လုံးဖြင့်တနင်္လာနေ့ရေမိုးရေဂါလန်တန်းပေါင်း1.8တန်းတရက်လျင်36တန်းနှုန်းနဲ့ဂါလန်တန်းပေါင်း3600ကျော်စုံထုတ်ပေးခဲ့ပါတယ်။ဒါအပြင်ငကနီမိုးရေစုံတုပ်ဆက်ရုံတင်ကစားမိုးရေစုံတုပ်ဆက်ရုံနဲ့ဒီတန်းရှင်းဖို့မိုးရေစုံတုပ်ဆက်ရုံတို့ကလည်းရေစုပ်ပိုင်များနဲ့မိုးရေစုံတုပ်ပေးခဲ့ပါတယ်။မိုးရေချိန်များခြင်းနဲ့ချိန်များမှာအမိုင်များပိတ်ဆို့မှုကြောင့်ရက်ွက်ချိုးနဲ့လမ်းများပေါ်မှာရေဝင်ရေရှမ်းတာဖြစ်ပြီးခြေနဲ့တန်ရှင်းမှုဌာနကအဓိကရေများမှာရေများလျှော့ချနိုင်အောင်မိုးရေစုံတုပ်ဆက်ရုံများနဲ့စုပ်ထုတ်ပေးခဲ့တဲ့အတွက်ရေရှမ်းမှုများမရှိတော့ကြောင်းသိရပါတယ်။မန္တလေးမြို့တော်စီပင်သားရေးကော်မတီအနေနဲ့မိုးရွာသွန်းမှုကြောင့်မြို့ရင်းလန်းအချို့နဲ့မြင်းနှိပ်ရက်ကွက်အချို့တွင်ရေလွှမ်းမှုမရှိစေရေးအတွက်သက်ဆိုင်ရာဌာနများကပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးအများပြည်သူများအနေဖြင့်လည်းရေမြောင်းများအတွင်အမိုင်များစုပ်ပစ်ခြင်းများမပြုလုပ်ဘဲစနစ်တကျဆုံးဖြတ်ကြရန်လိုအပ်ကြောင်းသတင်းရရှိပါရရှင်။